ဒီဇတ်လန်နဲ့ပတ်သက်တဲ့အသုံးလေးတွေကလုံးဝသိထားမယ်အသုံးလေးနော်တခါလေရအောင်လုပ်တော့မယ်နော် okay ဇတ်လန်ကြောင်းဆိုရအောင် plot ဆိုတော့ပြောလို့ရနော် don't tell me the plot I want to be surprised ငါ့ကိုဇတ်လန်ကြောင်းပြောမပြနဲ့ငါ surprise ဖြစ်ချင်လို့ okay ငါကြိုပြီးတော့မသိချင်ဘူးပေါ့နော်ကြိုတင်ပြီးတော့ဇတ်လန်ပြောပြတာဖြတ်လို့ဖြတ်စီးလို့တာအဲ့ဟာ spoiler အသုံးပြောလို့ရနော် please don't give me any spoilers before I watch the movie ငါဇတ်လန်မကြည့်ခင်မှာငါ့ကိုဘာမှလာပြီးတော့ဇတ်လန်ကြောင်းကြိုတင်ပြောမပြပါနဲ့ဖြတ်လို့ဖြတ်စီးမလုပ်ပါနဲ့ okay I want to be surprised ရုပ်ရှင်နောက်ဆက်တွဲဆိုရှင် sequel I can't wait to see the sequel to this movie next year ဒီဇတ်လန်ရဲ့နောက်ဆက်တွဲကိုငါနောက်နှစ်မှာကြည့်ဖို့မရှောင်နိုင်တော့ဘူး it's really good okay I can't wait for it ဇတ်လန်အလှည့်အပြောင်းဆိုရှင် plot twist the movie was great especially with that unexpected plot twist ဇတ်လန်တကယ်မှကောင်းတာသူတစ်ဖြင့်အဲ့ဒီမျှော်လင့်မထားတဲ့ဇတ်လန်အလှည့်အပြောင်းပေါ့နော် okay လူကြိုက်များပြီးအောင်မြင်တဲ့ကားလုံးဝမှဝက်ကွဲအောင်မြင်တဲ့ကားပေါ့နော်အဲ့ဟာကို blockbuster တော့ပြောလို့ရနော် the new Marvel movie is expected to be a global blockbuster Marvel ဇာတ်လမ်းအသစ်ကကမ္ဘာတစ်ဝန်းမှာအရင်အောင်မြင်တဲ့ကားဖြစ်ဖို့လူတွေကမျှော်မှန်းထားကြတယ်ပေါ့ okay it is expected to be a global blockbuster ရုပ်ရှင်နမူနာဆိုရှင် trailer have you seen the latest trailer for the new Superman movie Superman ဇာတ်လမ်းအသစ်ရဲ့နောက်ဆုံးထွက်တဲ့နမူနာကိုကြည့်ပြီးသွားပြီလား trailer ကိုကြည့်ပြီးသွားပြီလား okay စသဖြင့်ပြောလို့ရပါတယ်အခုလိုမျိုးသုံးနေရကိုယ့်လက်ထောက်ကိုဖြစ်လာမသိဖြစ်တဲ့ဆိုရင် comment မှာ yes ရေးတော့ပါနောက်ထပ် video အသစ်တွေလည်းမတော်အောင်လို့လေဒီ page ကို follow လုပ်ထားဖို့မပြီးတော့နော် bye bye see you in the next video